Forex ဆိုတာ Foreign Exchange ကအတူခောက်ဖြစ်ပြီးနိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်ကိုစုလိုပါတယ်။ဒေါ်လာကိုရွှေနဲ့လဲလှယ်လား၊ယူရိုကိုဂျပန်ယန်နဲ့လဲလားစတာတွေက Forex ရဲ့အခြေခံလှုပ်ဆောင်မှုပဲဖြစ်ပါတယ်။ Forex ဈေးကွက်ဟာကမ္ဘာပေါ်မှာအကြီးဆုံးဈေးကွက်ဖြစ်ပြီးဘဏ်အစိုးရတွေ corporation ကြီးတွေကဒီဈေးကွက်ထဲမှာအဓိကပါဝင်ပါတယ်။လူပုဂ္ဂိုလ်တွေကလည်းလိုင်စင်ရဂျာကန်ပွဲစားများနဲ့ချိတ်ဆက်ကပါဝင် trade လုပ်နိုင်ပါတယ်။ဒါ့အပြင် Forex ဈေးကွက်ဟာကမ္ဘာပေါ်မှာနေ့စဉ်ငွေကြေးစည်းစိမ်မှုအများဆုံးဈေးကွက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့သတိထားရမယ့်အချက်ကငွေကြေးတန်ဖိုးတွေရဲ့အတက်အကျပြောင်းလဲမှုဟာမြင့်မားတက်ပြီး leverage ဆိုတဲ့စက်တုံးနှုန်းကြောင့်အရှုံးအမြတ်နှစ်ခုလုံးကြီးမားနိုင်ပါတယ်။ဒါကြောင့်ဈေးကွက်အကြောင်းတေချာလေးလာခြင်းစီမံခန့်ခွဲမှုနည်းဗျူဟာတွေချမှတ်ခြင်း risk management ကိုဦးစားပေးခြင်းတို့ဟာ Forex trading မှာအင်မတန်အရေးကြီးပါတယ်။အမြတ်များဖို့အခွင့်အလမ်းရှိသလိုအရှုံးများနိုင်ခြေလေးရှိတယ်ဆိုတာသတိပြုရပါမယ်။ Forex market ကိုအခုမှစတင်ဝင်ရောက်မိသူတွေကိုယ်တိုင်အချိန်ပေးပြီး trading ကိုလေ့လာဖို့အခက်အခဲရှိသူတွေလစဉ်ပုံမှန်အကျိုးများတစ်ခုကိုတည်ဆောက်ခြင်းတဲ့သူတွေအတွက် automatic bot trading system တွေအကြောင်းကိုဆက်ရှင်းပြပေးခြင်းပါတယ်။ bot trading လို့လူပြောများကြတဲ့ expert advisors trading system ဟာ automated trading system တစ်ခုဖြစ်ပါတယ်။ထိုစနစ်အတွင်း trading လုပ်ရမှာ technical အရာအသုံးပြုရတဲ့ indicator ရဲ့သဘောတရားတွေကိုအခြေခံဗျူဟာတည်ဆောက်ပြီးနည်းစနစ်နဲ့ဆုံးရှုံးမှုအန္တရာယ်ကိုကြိုတင်တွက်ချက်မှုများနဲ့ coding program တစ်ခုအနည်းဖြင့်လူဝင်ရုပ်ပါဝင်စရာမလိုဘဲ automated trading လုပ်ဆောင်ခြင်းလမ်းစဉ်ဖြစ်ပါတယ်။အားသာချက်အနေနဲ့ကတော့ trader တယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုမမိရဲ့ trading account ကိုစောင့်ကြည့်ရမည့်အချိန်ကုန်သက်သာစေပြီးတော့စနစ်ကြပြီးစီကံသတ်မှတ်ချက်ပါဝင်တော့ trading စနစ်တစ်ခုဖြစ်ပါတယ်။ EA trading စနစ်တစ်ခုဟာဘလို့အလုပ်လုပ်တယ်လဲဆိုရင်ဈေးကွက်ရဲ့ real time အချိန်အတွင်းမှာဈေးကွက်အပြောင်းလဲ indicator တွေရဲ့ထစ်ပေါ်ပြောင်းလဲမှုနဲ့ဈေးကွက်အခြေအနေတွေကိုစောင့်ကြည့်အကဲဖြတ်ပြီး 24/7 အလုပ်လုပ်ပါတယ်။ entry ဝယ်တဲ့အချိန်မှာလဲ coding program ရေးသည့်ကတည်းက code rules တွေအပေါ်မှာအခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်ပိုပြီးအချိန်ကိုက်ဖြစ်ပါတယ်။ trade လုပ်ငန်းစဉ်လုပ်ကိုင်ရမှာလဲဉာဏ်စံတိကျမှုရှိပြီး broker platform မှာ manual trading desk ဉာဏ်စံစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ယခု Hero Plus V2 EA trading system ဟာ scalping EAs အမျိုးအစားဖြစ်ပြီး negative flow မှုကိုလော့ကျစေပါတယ်။ trading လုပ်ရမှာလဲရှိရမယ့် equity capital ကိုအနည်းဆုံး deposit မြေရွေးမြေမြသတ်မှတ်ထားပြီး lot size ကိုလည်းမမိရဲ့ equity အလိုက်ထိန်းညှိထားပြီးပါတယ်။လက်ရှိ Hero Plus V2 EA trading system မိဖြတ်တန်းခဲ့တဲ့အတွေ့အကြုံအရ drawdown range ကအများဆုံး20ကနေ 30% မြတာရှိပါတယ်။ Hero Plus V2 bot trading ဟာသတ်မှတ်ထားတဲ့ဈေးကွက်အခြေအနေမှာသိလျော်မဲ့ buy sell လောက်ဖို့ indicator တွေကိုအစနစ်မြတိဆောက်ထားတာဖြစ်ပြီးသုံးဆွဲသူတွေအနေနဲ့ဝမီနေ့စဉ်နှုတ်စားသူကကိစ္စရက်တွေလုပ်နေနိုင်ဖို့အတွက် bot ကိုစိတ်ချလက်ချထားခဲ့နိုင်ပါတယ်။ Hero Plus V2 EA trading system အနေနဲ့ကတော့ floating range 40% အထိသာအများဆုံးသွားပြီး asset ပိုကျသွားတဲ့မှတ်တမ်းတွေမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Hero Plus V2 EA trading မှာအရေးကြီးဆုံးအချက်တွေထဲကအချက်နှစ်ချက်ကတော့လုံလောက်တဲ့ capital ပမာဏရှိဖို့နဲ့ programmer define လုပ်ထားပြီး lot size ကိုထိန်းညှိထားနိုင်မှုကအခြားသော EA system များထက်အားသာချက်ဖြစ်ပြီး entry point တွေကလည်း timing ကိုက်ဝင်ရောက်နိုင်မှာဖြစ်တဲ့အတျ drawdown range ကိုကျစေတာလေးဖြစ်ပါတယ်။ဒါကြောင့်လည်း Hero Plus V2 EA trading system ကိုလက်ရှိသုံးစွဲသူပေါင်း1200ကျော်ရှိထားပြီး total following equity amount ကလည်း2 billion THP အထက်ရှိနေပြီဖြစ်ပါတယ်။ Hero Plus V2 bot trading ကိုအနည်းဆုံး300 USD လောက်နဲ့စတင်နိုင်မှာဖြစ်ပြီးတစ်လကို10 to 15% အထိရရှိနိုင်မှာဖြစ်ပါတယ်။မိတို့ပင်စိုးစေတာကိုညီသည့် trading system မှသည် ပြီးပြီးဆုံးသောအခြေအနေမှာရှိမနေသည့်အတွက်မိမိတို့၏စင်ကြင်တုံတရားများလေ့လာထားရမည့်အခြေခံဗဟုသုတနဲ့ဈေးကွက်အခြေခံသဘောတရားနဲ့ဆုံးရှုံးနိုင်မှုအန္တရာယ်ကိုအလုံးစုံတွက်ဆောင်ရီမိမိတို့၏ပိုရှန်သုံးငွေကြေးမှသည်လွတ်မြောက်ငွေကြေးတို့ရရှိအောင်လုပ်ကင်ဆောင်ရွက်သွားရမည်ဖြစ်ပါတယ်။ဒါအတွက်လေ Hero Plus V2 EA trading system ကလုံလုံရရကူညီပေးနိုင်ပါတယ်။ Hero Plus V2 bot trading ကိုစတင်အသုံးပြုလို့ရဆိုရင်တော့ investment plus နဲ့ချိတ်ဆက်ထားတဲ့ regulated trusted broker တခုမှာမမိနာမည်နဲ့ account တစ်ခုအရင်ဖွင့်ရပါမယ်။ရရှိလာတဲ့မမိ account တွင် deposit ဖြည့်စွင်းပြီးတဲ့ခါမှာတော့ Hero Plus V2 ကိုအလွယ်တကူချိတ်ဆက်နိုင်ပါပြီ။ထို account dashboard ကတဆင့်နေ့စဉ်အပတ်စဉ်အကျိုးမြတ်ကိုကိုယ်တိုင်စစ်ဆေးနိုင်ပြီးမမိအမြတ်ငွေကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့
ကိုယ်တိုင်ထုတ်ယူနိုင်ပါတယ်မထုတ်ချင်မဲ့လို့ပြင်လေရင်းနှီးမြှုပ်နှံချင်နေဆိုရင်လည်း ထိုမြတ်ငွေကိုအကောင့်နဲ့ဆက်လက်ထားရှိပြီး ကွန်ပေါင်းကြီးအတိုးရင်ပေါင်းနည်းပြဟာကိုလည်းအသုံးပြုနိုင်ပါတယ်အကောင့်ဖွင့်ခြင်းလုပ်ငန်းစဉ်ငွေသွင်းခြင်းလုပ်ငန်းစဉ်နဲ့အကောင့်နဲ့ပတ်သက်လို့အခက်အခဲအတစုံတရာရှိပါကလည်း supporting တို့ဆက်သွယ်မြင်းမြန်းနိုင်ပါတယ်